ကောင်မလေးဟာနေရန်ဘော်ကဓာတ်ပုံကိုတစ်ချက်ကြည့်လိုက်တာနဲ့နောက်တစ်ဆက်ကမှဓာတ်ပုံတွေကလူဟာသူ့ရဲ့ရှေ့မှာပေါ်လာခဲ့ပါတယ်။ကောင်မလေးဟာကြောင်းလန့်တကြားနဲ့နောက်ဆုတ်ပြီးနောက်ဆုံးမှာတောက်တဲ့နေရာမှာကွေးနေခဲ့ပါတယ်။ကောင်မလေးဟာကြောင်းလန့်တကြားနဲ့ကျဲလောင်စွာအော်ဟစ်ခဲ့ပါတယ်။ထို့နောက်ချက်ချင်းရုံးခန်းထဲကထွက်ပြေးခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုပို့ပြီးကြောင်းလန့်စေတာကတော့အပြင်ဘက်မှာဝိညာဉ်တွေအများကြီးကသူ့ကိုစောင့်နေခြင်းဖြစ်ပါတယ်။သူ့ရဲ့အကြောင်းယုံမှုကိုရှော့ချဖို့အတွက်ကောင်မလေးဟာနှက်ကိုချက်ချင်းတက်လိုက်ပါတယ်။ဒါပေမဲ့နောက်တစ်ဆက်ကမှမိန်းကလေးဝိညာဉ်တစ်ခုကသူ့ရဲ့ရှေ့မှာပိတ်ရက်လိုက်ပါတယ်။ကောင်မလေးဟာကြောင်းလန့်တကြားနဲ့အဲ့ဒီနေရာကနေချက်ချင်းထွက်ပြေးခဲ့ပါတယ်။လမ်းမှာကားမတော်တဆမှုတစ်ခုနဲ့တွေ့ခဲ့ပါတယ်။တေဆုံးသူဟာသူ့ရဲ့ရှေ့မှာပိတ်ရက်ခဲ့တဲ့ဝိညာဉ်ဖြစ်ပါတယ်။ကောင်မလေးရဲ့နာမည်ကရှောင်းရင်ဖြစ်ပါတယ်။သူကလေးဘွားတော့ကထူးဆန်းတဲ့လူတစ်ယောက်နဲ့ဆုံခဲ့ဖူးပါတယ်။သူကသူ့ကိုဘာအကြောင်းကြောင့်မှမသိပဲသူ့အသက်6နှစ်ရောက်ရင်တရေမြင်နိုင်တဲ့စွမ်းရည်ရရှိမယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီအခါမှာအညိုကြီးတဲ့ဝိညာဉ်တစ်ပါးကသူ့ကိုလိုက်ကပ်လိုက်မယ်။သူ့အသက်28နှစ်ရောက်ရင်တော့အဲ့ဒီဝိညာဉ်ဟာသူ့ကိုခေါ်သွားပြီးဒီလောကကြီးကနေထာဝရထွက်ခွာသွားပါလိမ့်မယ်လို့ပြောခဲ့ပါတယ်။ဒီအချိန်မှာရှောင်းရင်ဟာ168နာရီတေဆုံးခြင်းရည်တွက်ခြင်းနဲ့ဝင်နေပါပြီ။သူဟာညာတဲ့အိမ်မက်ဆိုးတွေခံစားခဲ့ရပါတယ်။ဒီညမှာအိပ်ဖို့ပြင်ဆင်နေတော့ရုတ်တရက်နာနာကအတန်ဆိုးတွေကြားလိုက်ရပါတယ်။မျက်လုံးဖွင့်လိုက်တဲ့အခါဒါဟာသူ့ရဲ့အမရှောင်းဝမ်ဖြစ်ကြောင်းတွေးလိုက်ရပေမဲ့သူ့ရဲ့မျက်လုံးတွေကသူ့ကိုထူးဆန်းစွာကြောက်စီခဲ့ပါတယ်။ရှောင်းရင်ဟာအမကိုဂရင်ဘော်ကနေတွန်းချလိုက်ပါတယ်။ဒီအချိန်မှာရှောင်းဝမ်ကဘာဖြစ်သွားမှန်းမသိလိုက်ပါဘူး။ကျဲလောင်တဲ့အတန်ကြောင့်မိဘတွေသတိထားမိသွားပါတယ်။ရှောင်းရင်ဟာခုနကဖြစ်ပျက်သွားတဲ့အရာကိုချက်ချင်းပြောပြခဲ့ပါတယ်။ဒါပေမဲ့ခုနကစိတ်ရင်းကောင်းတဲ့မိဘတွေဟာရုတ်တရက်ပုံစံပြောင်းသွားခဲ့ပါတယ်။ရှောင်းရင်ဟာရုတ်တရက်အိမ်မက်ကနိုးလာခဲ့ပါတယ်။ဒါဟာသူဒီလိုအိမ်မက်ဆိုးတွေမှတ်တာပထမဆုံးအချိန်မဟုတ်ပါဘူး။ဒါပေမဲ့အချိန်တိုင်းမှာကြောင်းလန့်ပြီးကြာရှည်စွာစိတ်မငြိမ်မသက်ဖြစ်နေခဲ့ရပါတယ်။နောက်တစ်နေ့မှာရှောင်းရင်ဟာအိမ်မက်ဆိုးတွေကနေလွန်မြောက်ဖို့အင်တာနက်ပေါ်မှာချက်ချင်းရှာဖွေခဲ့ပါတယ်။နောက်ဆုံးမှာရိုးရာနီလန်တစ်ခုကိုတွေ့လိုက်ရပါတယ်။ရှောင်းရင်ဟာစမ်းကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါနဲ့သူဟာဖုန်းနဲ့ဆန်လုံး9လုံးကိုဓာတ်ပုံရိုက်ခဲ့ပါတယ်။အိမ်မက်ဆိုးတွေအမြဲလိုက်ကပ်နေတဲ့အတွက်ရှောင်းရင်ဟာအစားအသောက်စားခြင်းစိတ်မရှိခဲ့ပါဘူး။အမေကအကြောင်းရင်းကိုမမေးပဲရှောင်းရင်ကိုစတင်ဆူပူခဲ့ပါတယ်။ကံကောင်းစွာနဲ့အဖေနဲ့အမကအခြေအနေမမှန်တာကိုသတိထားမိတဲ့အတွက်ရှောင်းရင်ဟာနောက်ဆုံးမှာအမှန်တရားကိုဖွင့်ပြောခဲ့ပါတယ်။ဒါပေမဲ့အမေကလုံးဝမယုံခဲ့ပါဘူး။ဒါဟာအလုံးမလုံးချင်တဲ့အတွက်ရှောင်းရင်ကအကြောင်းပြတာလို့ထင်ခဲ့ပါတယ်။အမေရဲ့စကားတွေကရှောင်းရင်ကိုစိတ်ထိခိုက်စေခဲ့ပါတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့အဖေကဘေးကနေအားပေးခဲ့ပြီးရှောင်းဝမ်ကိုလည်းရှောင်းရင်ကိုဂရုစိုက်ဖို့ခိုင်းခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်ဆက်ကမှကြောင်းမက်ဖွယ်မြင်ကွင်းတစ်ခုပေါ်လာခဲ့ပါတယ်။ရှောင်းရင်ဟာကြောင်းလန့်တကြားနဲ့မြေကြီးပေါ်ထိုင်ချလိုက်ပါတယ်။စိတ်ညင်သွားတဲ့အခါသူဟာချက်ချင်းပူဇော်ပွဲဆင်ရှေ့ကိုရောက်လာပြီးကျိန်စာကိုဇက်တိုက်ရွတ်ဆိုခဲ့ပါတယ်။ဝိညာဉ်တွေသူ့ကိုမနှောက်ယှက်ဖို့ဆူတောင်းခဲ့ပါတယ်။ဒါပေမဲ့ဒါတွေအားလုံးအချင်းကြီးဖြစ်ခဲ့ပါတယ်။သူခုနကထွန်းထားတဲ့အမွှေးတိုင်၃ချောင်းဟာအမွှေးတိုင်ခွက်ထဲမှာစောက်ထိုးဆိုင်နေခဲ့ပါတယ်။ဒါတွေအားလုံးဝိညာဉ်တွေရဲ့လက်ချက်ဖြစ်ကြောင်းသိတာနေပါတယ်။နောက်တစ်ဆက်ကမှဝိညာဉ်ရဲ့အတန်ဟာနားထဲမှာပိတ်တင်ထက်လာပြီးရှောင်းရင်ဘလို့ဆူတောင်းနေပါစေဘာမှမထူးခြားခဲ့ပါဘူး။ဆက်ပြီးပူဇော်ပွဲဆင်ဟာမရမနာတုံခါလာပြီးရှောင်းရင်ကြောင်းတဲ့တကြားနဲ့ကျဲလောင်စာအော်ဟစ်ခဲ့ပါတယ်။အဖေနဲ့ရှောင်းဝမ်ဟာအတန်ကြားတော့ချက်ချင်းပြေးလာခဲ့ပါတယ်။သူတို့ဟာအိမ်မှာမကောင်းဆိုးဝါးတစ်ခုခုရှိနေတယ်ဆိုတာကိုနောက်ဆုံးမှသတိထားမိခဲ့ပါတယ်။ဒါကြောင့်နောက်တစ်နေ့မှာသူတို့ဟာရှောင်းရင်ကိုခေါ်ပြီးနတ်ဝင်တဲ့တူကိုရှာခဲ့ပါတယ်။ဒါပေမဲ့အမေမိတ်ဆက်ပေးစရာမလိုပဲနတ်ဝင်တဲ့ဟာရှောင်းရင်ရဲ့နောက်ကျောင်းကိုသိနေခဲ့ပါတယ်။ဒါအပြင်ဒီကိစ္စအလွန်ခက်ခဲကြောင်းလည်းပြောခဲ့ပါတယ်။ထို့နောက်သူဟာရှောင်းရင်ရဲ့ခေါင်းပေါ်လက်တင်လိုက်ပါတယ်။ဒါပေမဲ့ခဏကြာမှနတ်ဝင်တဲ့ကပြောလိုက်တယ်။နတ်ဝင်တဲ့ကဒါဟာသူ့ရဲ့ရှေးဘဝကပြုခဲ့တဲ့မကောင်းမှုတွေဖြစ်ပြီးသူကိုယ်တိုင်ပြန်ဆက်ရပါလိမ့်မယ်။ဒါအပြင်ထာဝရရှောင်ပြေးဖို့မစင်စားပါနဲ့။မဟုတ်ရင်တေဆုံးခြင်းကပိုပြီးမြန်လာပါလိမ့်မယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့လူတို့ကသူ့ကိုကူညီနိုင်တယ်။သူတို့နှစ်ဦးဟာကံကြမ္မာချင်းဆက်နွယ်နေလို့ဖြစ်ပါတယ်။ဒီအချိန်မှာအိမ်ထဲကနေမိန်းကလေးတူထွက်လာခဲ့ပါတယ်။သူဟာနတ်ဝင်တဲ့ရဲ့သမီးကြီးရှောင်းရဲဖြစ်ပါတယ်။သူဟာရှောင်းရင်ကိုကယ်တင်နိုင်တဲ့တူတဲ့သောသူဖြစ်ပါတယ်။ဒါပေမဲ့သူကဘာကြောင့်မှမသိပဲကူညီဖို့ညှင်းဆိုခဲ့ပါတယ်။နတ်ဝင်တဲ့မှာတခြားနည်းလည်းမရှိတဲ့အတွက်အစီအရင်လှုပ်ထားတဲ့ကြိုးတစ်ချောင်းကိုပေးခဲ့ပြီးနေတိုင်းချိန်စာကိုရွတ်ဖို့သတိပေးခဲ့ပါတယ်။ထို့ပြင်သူ့ရဲ့စိတ်ဆန္ဒဟာတန်မာရပါမယ်။မဟုတ်ရင်အညိုကြီးတဲ့ဝိညာဉ်ကိုဘယ်တော့မှနိုင်မှာမဟုတ်ပါဘူးလို့ပြောခဲ့ပါတယ်။မကြခင်မှာပဲသူတို့၄ယောက်ကားမောင်းပြီးအိမ်ပြန်မှုပြင်ဆင်ခဲ့ပါတယ်။ဒါပေမဲ့လမ်းမှာရှောင်းရင်ကပူဇော်ပွဲအစာကိုမတော်တဆတက်နေမိခဲ့ပါတယ်။ဝိညာဉ်အနေငယ်ကပူဇော်ပွဲအစာတွေကိုအယူမှုစားတောက်နေတာကိုတွေ့လိုက်ရပါတယ်။ရှောင်းရင်ကြောက်လန့်တကြားနဲ့ဖနက်ကိုချက်ချင်းလွှင့်ပစ်ပြီးအဖေကိုကားမြမြမောင်းပြီးထွက်ခွာဖို့အလင်းစလိုပြောခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါရှောင်းရင်ဟာစိတ်ပြက်လက်ပြနဲ့ဂရင်မော်လှဲလျောင်းနေခဲ့ပါတယ်။ဒီအချိန်မှာတခြားတစ်ပတ်မှာနတ်ဝင်တဲ့ဟာရှောင်းရင်ကိုကူညီပေးဖို့မျှော်လင့်ကြောင်းပြောခဲ့ပါတယ်။နောက်ဆုံးမှာတော့နတ်ဝင်တဲ့ရဲ့ထက်ကတလေလေတောင်းပန်မှုကြောင့်ရှောင်းရဲကကူညီဖို့သဘောတူခဲ့ပါတယ်။ဒါပေမဲ့သူက3ရက်လုံးသူ့ရဲ့စိတ်ဆန္ဒနဲ့အသက်ရှင်နေဖို့လိုတယ်လို့စီကံသတ်မှတ်ခဲ့ပါတယ်။မကြာခင်မှာပဲတကောင်ကျော်အချိန်ကိုရောက်ရှိလာခဲ့ပါတယ်။အိမ်မက်ဆိုးတွေလိုက်ကပ်နေတဲ့ရှောင်းရင်ဟာလုံးဝအိမ်မရခဲ့ပါဘူး။သူဟာဂရင်ပေါ်မှာလှဲလျောင်းပြီးဇက်တိုက်ဆူတောင်းနေခဲ့ပါတယ်။ဒါပေမဲ့လုံးဝအကျိုးသက်ရောက်မှုမရှိခဲ့ပါဘူး။အညိုကြီးတဲ့ဝိညာဉ်ရဲ့အတန်ဟာနာနာ
နားမှာအမြဲပဲ့တင်ထက်နေခဲ့ပါတယ်ဒီအချိန်မှာခေါင်းပေါ်ကိုသွေးတစ်ဆက်ချင်းစီဒစိမ့်စိမ့်ကျလာခဲ့ပါတယ်ဒါပေမဲ့သူမမောကြည့်လိုက်တဲ့အခါရှောင်းဝမ်ဟာအလေလေထဲမှာဘောလုံးပေါ်နေပြီးဗဇက်ကနေသွေးတွေစီးကျနေတာကိုထိတ်လန့်တကြားတွေးလိုက်ရပါတယ်အာကြီးတဲ့အညှိုးကြီးတဲ့ဝိညာဉ်ဟာရှောင်းရင်ရဲ့လက်ကောက်ဝေးကကျိုးကိုချက်ချင်းဖြေလိုက်ပါတယ်ဒါအပြင်သူ့ကိုဘယ်သူမှလာခဲ့လိမ့်မယ်လို့စိတ်မကူးဖို့တတိပေးခဲ့ပါတယ်အညှိုးကြီးဝိညာဉ်ရဲ့ရီမောတန်တွေနဲ့အတူရှောင်းရင်ဟာအိမ်မက်ဆိုးကနေနောက်တစ်ချိန်နိုးလာခဲ့ပါတယ်သူဟာအညှိုးကြီးဝိညာဉ်ရဲ့နှိမ့်ဆက်မှုကြောင့်စိတ်ပြက်လက်ပြက်ဖြစ်ပြီးအိမ်သားထဲမှာငိုကြွေးခဲ့ပါတယ်ဒါပေမဲ့အညှိုးကြီးဝိညာဉ်ကအချိန်မကျသေးဘူးလို့ပြောခဲ့ပါတယ်ဒါကြောင့်ရှောင်းရင်ဟာပိုပြီးစိတ်ပြက်ခဲ့ပါတယ်သူ့ကိုအမြဲနှိမ့်ဆက်နေတာကိုမလိုချင်တဲ့အတွက်သူဟာကိုတက်သေးဖို့စဉ်းစားခဲ့ပါတယ်သူချက်ချင်းအခန်းထဲပြန်ဝင်ပြီးဓာတ်တစ်ချောင်းကိုယူခဲ့တယ်ဒါပေမဲ့လက်ကောက်ဝိတ်ကိုဖျက်ဖို့ပြင်ဆင်တော့ဓာတ်ဟာဘာကြောင့်မှမသိပဲပြန်ထွက်သွားခဲ့ပါတယ်ရှင်းရှင်းလင်းလင်းပဲအညှိုးကြီးဝိညာဉ်ဟာသူ့ကိုဒီလိုလွယ်လွယ်ကူကူမသေးစေချင်ပါဘူးဒါပေမဲ့ရှောင်းရင်ဟာစိတ်ဆုံးဖြတ်ပြီးသားဖြစ်တဲ့အတွက်သူချက်ချင်းအောက်ထပ်ဆင်းပြီးတနက်တလက်ကိုယူခဲ့ပါတယ်တနက်ထဲကိုကြည်စံနဲ့အပြည့်ထည့်ခဲ့ပါတယ်ထို့နောက်သူဟာကိုယ့်ရဲ့မေးစိတ်ကိုချိန်ပြီးတက်တောင့်တက်တာတေးဖို့ပြင်ဆင်ခဲ့ပါတယ်ရှောင်းရင်ဟာတခြားနီးလန်းတွေထပ်ကြိုးစားဖို့သာတက်နိုင်တော့ပေမဲ့သူဟာချက်ချင်းအပြင်ကိုပြေးထွက်သွားခဲ့ပါတယ်အချိန်မီရောက်ရှိလာတဲ့ကားတစ်စီးကိုမြင်လိုက်တဲ့အခါသူဟာလမ်းမအလယ်မှာချက်ချင်းရပ်လိုက်ပါတယ်တညလုံးဝင်းကျင်ဆိုရင်ညှင်းပန်းမှုကိုခံခဲ့ရတဲ့အမျိုးသမီးဟာစိတ်ဓာတ်ကြကကိုတက်တည်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လက်ကောက်ဝိတ်ကိုဓာတ်နဲ့ပဲလှီးလှီးတရက်နဲ့ပဲပြပြဘလို့မှတက်တည်လို့မရခဲ့ပါဘူး။ဒါနဲ့သူမဟာအိမ်ပြင်ဘက်ကိုပြေးထွက်ပြီးလမ်းမကြီးရဲ့အလယ်မှာရပ်နေခဲ့ပါတယ်။ဒါပေမဲ့မမြင်ရတဲ့အင်အားတစ်ခုကသူမကိုဘေးဘက်ကိုဆွဲထုတ်လိုက်ပြီးသူမနားထဲမှာရီမောတန်တွေကလည်းအဆက်မပြတ်ထွက်ပေါ်နေပါတယ်။ဝင်းကျင်ဆိုကသူမကိုဒီလောက်အလွယ်တကူသေးစေခြင်းမရပါဘူး။ဒီချိန်မှာပဲအမားဖြစ်သူရှောင်းဝမ်ရောက်လာပြီးညီမဖြစ်သူရှောင်းရန်ကိုမြ мян ဆန်ဆန်ဖတ်ထားကနှစ်သိမ့်ပေးခဲ့ပါတယ်။မကြခင်မှာပဲမိဘတွေလည်းရောက်လာပြီးရှောင်းရန်ရဲ့ဆင်းရဲဒုက္ခရောက်နေတဲ့ပုံစံကိုတွေ့ပြီးနောက်နေ့မှာဘုန်းကြီးကျောင်းကိုခေါ်သွားပြီးပရိတ်တရားရွတ်ဖတ်ပူဇော်ခိုင်းမှုဆုံးဖြတ်ခဲ့ကြပါတယ်။မကြခင်မှာပဲနောက်တစ်နေ့ရောက်ရှိလာပြီးသုံးဦးသားဘုန်းကြီးကျောင်းကိုအတူတကွရောက်ရှိလာခဲ့ပါတယ်။ကျောင်းနိုင်ဘုန်းကြီးကရှောင်းရန်ရဲ့ကံကြမ္မာအကျိုးပေးကအလွန်လေးလံနေတာကိုသိမြင်ပြီးပြန်လည်မွေးဖွားခြင်းအခမ်းအနားပြုလုပ်ဖို့လိုအပ်ကြောင်းမိန့်ကြားခဲ့ပါတယ်။ရှောင်းရန်ဟာတုံညာစားလိုက်ခေါင်းတလားထဲမှာလှဲနေရမှာဖြစ်ပြီးညဘက်မှသာပြုလုပ်ရမှာဖြစ်တယ်လို့လည်းပြောပါတယ်။ရှောင်းရန်ဟာကြာကြာချင်းကြောင်းရွံ့သွားပြီးချက်ချင်းပဲညင်းပယ်ကအပြင်ဘက်ကိုပြေးထွက်သွားခဲ့ပါတယ်။မိဘတွေကလည်းဒါကိုမြင်တော့ရှေ့ကနေတားဆီးပြီးဖြောင်းပြကြပါတယ်။နောက်ဆုံးတော့နှစ်ယောက်သားရဲ့စီယုံမှုအောက်မှာရှောင်းရန်ဟာအခမ်းအနားပြုလုပ်ဖို့သဘောတူခဲ့ပါတယ်။တစ်ဖက်မှာတော့ရှောင်းရဲအနာကအဝိညာဉ်ကလေးဟာအဆက်မပြတ်ဒုက္ခပေးနေခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကရှောင်းရဲကရှောင်းရန်ကိုကူညီစေဖို့ပါပဲ။ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ဟာရှေးဘဘကချစ်သူတွေဖြစ်ခဲ့ကြပြီးကကြမ္မာအကျိုးပေးခြင်းတူညီကြတာကိုသိနေလို့ပါသဘောထားကောင်းတဲ့ဝိညာဉ်ကလေးကရှောင်းရဲကိုမကယ်ပဲမနေဖို့မျှော်လင့်ခဲ့ပါတယ်ရှောင်းရဲဟာခဏတာစဉ်းစားပြီးနောက်မှာတော့စိတ်ထဲမှာဆုံးဖြတ်ချက်တစ်ခုချလိုက်ပုံရပါတယ်အချိန်ဟာလှည့်မြန်စွာညဘက်ကိုရောက်ရှိလာပြီးအခမ်းအနားအတွက်ပြင်ဆင်မှုတွေအားလုံးပြည့်စုံနေပါပြီရှောင်းရဲဟာဖြင်းချင်းစွာခေါင်းတလားတဲ့ကိုဝင်ရောက်လှဲအိတ်လိုက်ပါတယ်ကျောင်းနိုင်ဘုန်းကြီးကဘာတွေပဲဖြစ်ဖြစ်မနေ့၄နာရီခေါင်းလောင်းတန်မမြည်မချင်းခေါင်းတလားတဲ့ကမထွက်ရဘူးထွက်ခဲ့ရင်တော့အသက်အန္တရာယ်ရှိမယ်လို့သတိပေးခဲ့ပါတယ်မကြခင်မှာပဲတကောင်ကျော်အချိန်ကိုရောက်ရှိလာပြီးခေါင်းတလားထဲမှာလှဲလျောင်းနေတဲ့ရှောင်းရံဟာအလုံးမဲစိုးရင်ပူပန်နေပါတယ်ဒီချိန်မှာပဲအပြင်ဘက်ကနေထူးဆန်းတဲ့အတန်တွေထွက်ပေါ်လာတာကြောင့်ရှောင်းရံဟာဖခင်ကိုအော်ခေါ်ခဲ့ပေမဲ့ဘလို့ပဲခေါ်တုံ့ပြန်တယ်မရှိခဲ့ပါဘူးနောက်တစ်ဆက်ကမှပဲလက်မဲကြီးတစ်စုံကရှောင်းရံရဲ့နှစ်ပူကိုလာရောက်ပုတ်တက်လိုက်ပါတယ်ရှောင်းရံလည်းကြောင်းလန့်တကြားအော်ခဲငိုကြွေးတော့တာပါပဲဒီချိန်မှာပဲမနေ့၄နာရီခေါင်းလောင်းတန်မိလာပြီးအလေးနာတစ်ခုကခေါင်းတလားတွေကိုဖျာချလာပါတယ်ဖခင်ဟာအချိန်မီခေါင်းတလားဖုံးကိုဖွင့်လိုက်ပြီးစိတ်ဓာတ်ကျနေတဲ့ရှောင်းရံကိုမြင်တော့ချက်ချင်းပဲကူညီထူမကအိမ်ကိုပြန်ခေါ်လာခဲ့ပါတယ်တရားတာနာယူပြီးနောက်ညဘက်မှာရှောင်းရံဟာခေါင်းတလားတွေကိုထပ်မံဝင်ရောက်ခဲ့ပါတယ်ဒီတစ်ချိန်မှာတော့ပိုပြီးကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်ခေါင်းတလားကိုတယောက်ယောက်ကမယူသွားနေတာကိုရှောင်းရံသတိထားမိလိုက်ပြီးအကွဲကြောင်းလေးတွေကနေတဆင်းအိမ်ပြင်ဘက်ကိုရောက်သွားပုံရတယ်လို့ထင်လိုက်ရပေမဲ့နောက်တစ်ဆက်ကမှပဲအိမ်ထဲကိုမြင်မြန်ဆန်ဆန်ပြန်ရောက်လာခဲ့ပါတယ်ရှောင်းရံလည်းအကြောင်းနဲ့တကြားနဲ့ပတ်ဝန်းကျင်ကိုဝေးကြည့်နေခဲ့ပါတယ်ဝိညာဉ်ဆိုးကလည်းအတန်အမျိုးမျိုးထုတ်လွှင့်ပြီးရှောင်းရံကိုဆက်လက်ညှင်းပန်းနှိပ်စက်ခဲ့ပါတယ်ဒါပေမဲ့ရှောင်းရံကလည်းအရှောက်မပေးပဲဝိညာဉ်ဆိုးကိုပြန်ပြီးစိန်ခေါ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ရှောင်းရံဟာဒုတိယညကိုပါအန်ဒရီကင်းစွာကြော်လွှားနိုင်ခဲ့ပါတယ်ဒါပေမဲ့လည်းတတိယညအခမ်းအနားအတွက်ထွက်ခွာဖို့ပြင်ဆင်ချိန်မှာတော့ဖခင်ဖြစ်သူကရှောင်းရံရဲ့အခမ်းအနားကိုအချိန်တော်ကြာခောက်နေခဲ့ပေမဲ့တုံ့ပြန်မှုမရခဲ့ပါဘူးဒါနဲ့သူလည်းတကားကိုဖွင့်ပြီးဝင်သွားလိုက်တဲ့အခါရှောင်းရံဟာဂရင်ပေါ်မှာလှဲလျောင်းနေပြီးလှုပ်ရှားမှုမရှိတာကိုတွေးလိုက်ကြပါတယ်ဖခင်ကသမီးဖြစ်သူအိပ်ပျော်နေတာလို့ထင်လိုက်ပေမဲ့ရှေ့ကိုသွားပြီးနှိုးလိုက်တဲ့အခါမှာတော့ရှောင်းရံရဲ့ကိုယ်ခန္ဓာကအလွန်ပူနေတာကိုတွေးရှိလိုက်ရပါတော့တယ်ဖခင်ဖြစ်သူလည်းသူမကိုဆေးရုံခေါ်သွားဖို့ပြင်ဆင်ပါတော့တယ်ဒါပေမဲ့မိခင်ဖြစ်သူကတော့တားပါတယ်မိခင်ဖြစ်သူကဒီနေ့အခမ်းအနားဟာနောက်ဆုံးရက်ဖြစ်ပြီးအရေးကြီးတယ်လို့ယူဆထားတာကြောင့်ရှောင်းရံကိုဘာကိစ္စအတွက်နဲ့မှအနှောက်အယှက်မခံဘူးလို့ပြောလိုက်ပါတယ်နှစ်ယောက်သားစကားများနေကြတော့မှပဲရှောင်းရံကအခန်းထဲကထွက်လာပါတော့တယ်
တယ်ပြီးတော့သူမဟာဖခင်ကိုဖုန်ကြီးကျောင်းသွားခြင်းတယ်လို့ပြောလိုက်ပါတယ်မကြခင်မှာပဲရှောင်းရံကဖုန်ကြီးကျောင်းထဲကကောင်းတလားတွေကိုရောက်သွားပြန်ပါတယ်အဲ့ဒီအချိန်မှာသူမရဲ့စိတ်ချနေကအတော်ပင်ပန်းနေပြီးဒေါသစိတ်နဲ့ညှဉ်းပန်းနှိပ်စက်နေတာတော့ဘာမှမတုံ့ပြန်နိုင်ပါဘူးအဖျားကြီးလုံးလုံးသတိလစ်သွားတယ်ဆိုတာသိကြပါတယ်တခဏကြာမှတော့အလင်းတန်းလေးတစ်ခုမြင်လိုက်ရပါတယ်လက်စားတက်တော့ရှောင်းရွက်ကအချိန်မီရောက်လာတာပါနောက်ဆုံးမှာတော့သူမကိုအိမ်ကိုပြန်ခေါ်သွားပြီးရှောင်းရံကိုအနီးကပ်စောင့်ကြည့်ဖို့ဝိညာဉ်လေးကိုမှာကြားခဲ့ပါတယ်ရှောင်းရံနိုးလာတော့ရှောင်းဝမ်ကိုဖုန်းခေါ်ခဲ့ပါတယ်ဖုန်းဘက်ထရီကုန်တော့မှမို့ရှောင်းဝမ်ကိုလာကြိုဖို့ပြောချင်ပေမဲ့စကားမဆုံးခင်ဖုန်းကအလိုလျောက်ပိတ်သွားခဲ့ပါတယ်သူဘာလို့ရမလဲစဉ်းစားနေတော့မှပဲနောက်ကျောဘက်ကနေကြောချမ်းစရာအေးဓာတ်တစ်ခုကိုရုတ်တရက်ခံစားလိုက်ရပါတယ်ဝိညာဉ်လေးကသူ့ကိုယ်သူမိတ်ဆက်လာပြီးရှောင်းရံသူ့ကိုမြင်ရမှန်းသူသိကြောင်ပြောလိုက်ပါတယ်ဒါပေမဲ့ရှောင်းရံကမသိကြအောင်စောင့်နေတာကြောင့်ဝိညာဉ်လေးကကိုထင်ပြပြီးခြောက်လှမ်းလိုက်ပါတယ်နောက်ပိုင်းမှာတော့သတိမထားမိပဲရှောင်းရံဟာဝိညာဉ်ကလေးနဲ့စကားစမြည်ပြောပြခဲ့ရကနေအိမ်ထဲမှာအမြဲတမ်းနေရမယ်ဆိုတာကိုသိလိုက်ရပါတယ်ဒီလိုနေရတာထောင်ချနေရတာနဲ့ဘာထူးလို့လဲအရေးကြီးဆုံးကဖုန်းအောင်ဆော့လို့မရဘူးလေကံကောင်းကျင်တော့ရှောင်းရံရဲ့အမေကအနားကိုရောက်လာခဲ့လို့ရှောင်းရံဟာဖုန်းအားသွင်းကြိုးကိုငှားလိုက်ပြီးအခန်းထဲကိုလှည့်ပတ်ကြည့်ရှုနေတဲ့အချိန်မမျှော်လင့်ပဲစပွဲပေါ်မှာမှတ်စုစာအုပ်တအုပ်ကိုရှာတွေ့ခဲ့ပါတယ်ရှောင်းရံဟာစူးစမ်းခြင်းစိတ်နဲ့ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့မွေးသက်ဂရစ်နဲ့အချိန်တွေကိုမှတ်တမ်းတင်ထားတာကိုတွေ့ရှိလိုက်ရပြီးဒါကအလုံးမဲ့တန်ရာဖြစ်နေခဲ့ပါတယ်တစ်ဖက်မှာတော့ရှောင်းရွက်ဟာပူဇော်ပစ္စည်းတွေကိုယူဆောင်ပြီးလူသူမနီးတဲ့တောဘက်ကိုရောက်လာခဲ့ကအမွှေးနဲ့တိုင်ကိုမိညစ်ပြီးဝိညာဉ်စောကိုခေါ်ထုတ်လိုက်ပါတယ်ရှောင်းရွက်ကဝိညာဉ်စောဘာလို့ခြင်းလဲဆိုတာကိုသိချင်ပြီးကုညီပေးနိုင်ရင်အတတ်နိုင်ဆုံးကုညီပေးမယ်လို့ပြောပေမဲ့ဝိညာဉ်စောကဘာမှရှင်းပြခြင်းဟန်မရှိဘဲပူဇော်ပစ္စည်းတွေကိုခြေထောက်နဲ့ကန်ထုတ်လိုက်ပါတယ်မတတ်နိုင်တဲ့ဆောင်းရှောင်းရွက်ဟာကိုယ်တိုင်ပဲစုံစမ်းမှုဆုံးဖြတ်လိုက်ရပါတယ်ဒီချိန်မှာရှောင်းရံစီကိုဖုံးဝင်လာခဲ့ပါတယ်ဖြစ်ချင်တော့ရှောင်းဝမ်ဟာရှောင်းရံကိုလာကြိုတဲ့လမ်းမှာမတော်တဆရေတိုက်မှုဖြစ်ပွားခဲ့ပြီးအခြေအနေကလည်းအရန်ဆိုးလို့အထူးကြက်မှတ်ကုသဆောင်တွေကိုရောက်နေပြီဆိုတာကိုသိလိုက်ရပါတယ်ကြားကြချင်းရှောင်းရံဟာစေယုံကိုသွားဖို့ပြင်ဆင်လိုက်ပေမဲ့အခန်းတကားကိုဘလို့မှဖွင့်လို့မရခဲ့ပါဘူး။ဒါနဲ့ပတင်းပေါက်ကနေခုံချထွက်ပြေးဖို့စဉ်းစားလိုက်ပေမဲ့ဝိညာဉ်ကလေးကတားဆီးခဲ့ပါတယ်။ရှောင်းရံကအတင်းကျပ်ထွက်ဖို့ကြိုးစားပေမဲ့ဝိညာဉ်ကလေးကရှေ့ကနေတေချာပိတ်ရက်နေခဲ့ပါတယ်။ဒီအချိန်မှာမြေပြင်ပေါ်ကကြောင်လေးဟာလူသားပုံစံအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။တကယ်တော့သူဟာရှောင်းရဲရဲ့မောင်လေးဖြစ်နေခဲ့တာပါ။သူကလည်းရှောင်းရံကိုဒီနေရာကနေဘယ်တော့မှမထွက်ဖို့နဲ့ရှောင်းရဲပြန်လာတဲ့အထိစောင့်မှုအချိန်ချင်းတားမြစ်ခဲ့ပါတယ်။ဒါပေမဲ့ရှောင်းရံဟာအခုချိန်မှာဘသူစကားကိုမှနားမဝင်တော့ပဲအတင်းကျပ်ထွက်ဖို့ကြိုးစားတိုင်းတားဆီးခံနေခဲ့ရပါတယ်ဒီချိန်မှာသူမဟာရစ်ပလင်ဘောကအဆောင်လက်ဖွဲ့ကိုတတိထားမိလိုက်ပြီးအမြန်ဆုံးယူလိုက်တဲ့အခါမှာဝိညာဉ်နှစ်ပါးလေးရှေ့ကနေမတားဆီးရဲတော့ပါဘူးဒီလိုနဲ့ရှောင်းရံဟာပတင်းပေါက်ကနေအောင်မြင်စွာခုံချထွက်ပြေးနိုင်ခဲ့ပါတယ်ဝိညာဉ်ကလေးကလည်းဒီအကြောင်းကိုရှောင်းရဲကိုချက်ချင်းသွားပြောပြခဲ့ပြီးရှောင်းရံဘယ်နေရာကိုသွားမယ်ဆိုတာကိုသိလိုက်ရတဲ့အခါရှောင်းရဲဟာဆေးရုံကိုအမြန်ဆုံးသွားခဲ့ပါတယ်ရှောင်းရံကတော့ဒီချိန်မှာဆိုင်ငယ်အငှားရင်နဲ့ဆေးရုံကိုရောက်နေပါပြီဒါပေမဲ့အထဲကိုဝင်ချင်းမှာပဲဝိညာဉ်တွေအများကြီးနဲ့ရင်ဆိုင်ခဲ့ရပြီးရှောင်းရံဟာစိတ်ကိုအေးအေးထားပြီးအထဲကိုဆက်လျှောက်သွားခဲ့ကြပါတယ်ဝိညာဉ်တွေအားလုံးကသူ့စီကိုရှောက်လာနေတာကိုမြင်တော့ရှောင်းရံလဲကြောင်းလန့်တကြားဓာတ်လေကအပေါ်ဝါစီကိုပြေးသွားပြီးဓာတ်လေကခလုတ်ကိုထက်ကတလဲလဲဖိနေခဲ့ပါတယ်ဒီချိန်မှာဓာတ်လေကတကချက်ချင်းပွင့်သွားဖို့ကိုသူမဘလောက်တော့မျှော်လင့်နေလိုက်မလဲဝိညာဉ်တွေတလန်းချင်းချင်းကပ်လာတာကိုကြည့်ပြီးစိုးရင်စိတ်တွေကလေချောင်းဝါထိရောက်လာခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲဓာတ်လေကတကလည်းနောက်ဆုံးတော့ပွင့်သွားခဲ့ပြီးသူမဟာလျှက်စီးလို့လှိမ်မြန်စွာပြေးဝင်လိုက်ပါတယ်ဒါပေမဲ့နောက်တစ်ဆက်ကပ်မှာတော့ပိုပြီးကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်ပေါ်လာခဲ့ပါတော့တယ်အနောက်ဘက်ကလည်းဘယ်နှလွာသွားမှလဲလို့မေးတန်ကြတော့သူမလည်းလေးလွာကိုသွားမှဖြစ်ကြောင်းပြောပြီးလှည့်ကြည့်လိုက်တဲ့အခါမှာတော့ဓာတ်လေကားထဲမှာတူရှိနေတဲ့သူကလူတူးမဟုတ်မှန်တည်သွားပါတော့တယ်